အားလုံးသူကိုတားလေးစွာပါလို့နှုတ်ဆက်ပါရဲ့နဲ့ ငါအလုံးမလုံးကျင်တော့ဘူးရီးစားထားတော့မှာမလို့ဒါပဲ လုံးမလို့ချင်ဘူးငါရေးစားထားတော့မယ်သူလို့စားထိုင်စားမယ်ပေါ်ပြီးချက်ဆက်လိုက်တာနဲ့ပါစားခြင်းလေပါတော့ခြင်းလေဆိုပြီးလာကိုပေးမယ်ရေးစားမျိုးရှာပါတော့မယ်နာကိုရှာကိုကြပါအောင်ငယ်ချင်းငါလို့ရမှာပြေလို့ပါနာရေးစားရရင်မင်းတို့ကိုလည်းချွေပါမယ်အာပြီးရေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရဲ့နဲ့